ညာပရိတ်လေးလုံးဖြစ်ပါတယ်အဲ့ဒီ3403ညာပရိတ်ထဲကသူချပြီးသွားတာက395ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းက9ပရိတ်ဖြစ်ပါတယ်3ရယ်9ရယ်5ရယ်ဒီကနန်း3လုံးပေါင်းရှင်းက9ရတယ်ပေါ့နော်ဒါကြောင့်မို့9ပရိတ်ဖြစ်ပါတယ်3403များထဲက9ပရိတ်395ပေါ့နော်โอเคဒီ395တပြီပြီးတော့သူချပြီးတော့တာ6333 626ဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်တို့ဒီ4တိချပြီးတော့တဲ့တပင်ကိုတွန်းပြရှင်းပြပြီးတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နှစ်35ခွန်ပရိတ်ဖြစ်မယ်ပေါ့နော်အဲ့ဒီနှစ်35ခွန်ပရိတ်လေးလုံးထဲကသူချပြီးတော့တာဒီ4တိဖြစ်ပါတယ်ဆိုတော့3လုံးပေါင်းရှင်း3ပရိတ်ဖြစ်ပါတယ်ပေါ့နော်4ရ7ရ1ရကနန်း3လုံးပေါင်းရှင်းနှစ်35ခွန်ပရိတ်ထဲက3ပရိတ်ချပေးသွားတာဖြစ်ပါတယ်4ချစ်တည်ပြီးတော့နောက်ထပ်2ပင်ထပ်ဆောင်တာဖြစ်တယ်ပေါ့နော်ဒီလျှောက်93များ5ပရိတ်ချပေးသွားတာဟာလေးရှင်းပြပေးတော့မှာဖြစ်ပါတယ်တွန်းနီကိုချက်ကနန်းပြန်ပြောပေးသွားမယ်ပေါ့နော်သူရဲ့ပရိတ်လေးလုံးကခွန်ရှင်း9နှစ်ပရိတ်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီခွန်ချင်း9နှစ်ပရိတ်ထဲက693များဆိုတဲ့အတွက်6ထိပ်9အလေ3ညာအပိတ်ကနန်း3လုံးပေါင်းရှင်း5ပရိတ်ဆိုပြီးချပေးသွားတယ်ပေါ့နော်ခွန်ချင်း9နှစ်ထဲက5ပရိတ်ချပေးသွားတာဖြစ်ပါတယ်693ညာ5ပရိတ်ပေါ့နော်693 3ညာပြီးတော့သူက993ဖြစ်ပါတယ်993ညာ4ပြီးတော့9 3ည3 10ပရိတ်ချပေးသွားတယ်ဟာလေးရှင်းပြပေးမယ်ပေါ့နော်ဆိုတော့9 3ည9 10ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာတော့9ပရိတ်နှစ်ခုစလုံးဖြစ်နေတယ်ပေါ့နော်ဆိုတော့ပရိတ်3လုံးထဲပဲဖြစ်ပါတယ်10 9 3ညပရိတ်ထဲက9 3ည3ဆိုတဲ့အတွက်10ပရိတ်ဖြစ်ပါတယ်